ညမှာရှိမှန်ကစားမယ်ဖီဗာကလပ်ဘာအုပ်စုပွဲစဉ်ထဲမှာပါမီယန်နဲ့အေဟာလီစီစတယ်ဆောင်းနာနဲ့အေတီကိုအားလုံးပဲမင်္ဂလာဗျာဆိုကာတီ YouTube channel ကနေကြိုဆိုလိုက်ပါဗျာကျွန်တော်တို့ဒီနေ့မနေ့ကဆိုရင်ကျွန်တော်တို့အပေါ်ကြီးအောင်မအောင်เนาะကျွန်တော်အပေါ်ကြီးမောင်တာ3ရက်ဆက်လောက်တော့ရှိပြီပြောရမယ်ဆိုရင်မနေ့ကဆိုရင် Man City မအောင်ဘူးအပေါ်ကြီးမအောင်ဆုံးအောက်ပါတယ်ကျွန်တော် Real Madrid နောက်ဆုံးပင်နယ်ဒီရရအောင်ကျွန်တော်တို့ဒီဘုံဝမ်းဆိုလဲရလက်နဲ့ဆုံးအောက်ပါပဲเนาะဒါကြောင့်ပြောမှဆိုရင်ဒီရဲသက်သက်ပတ်ကတော့ကျွန်တော်တို့အပေါ်ကြီးသမားတွေတော်တော်များများလေးထိပါလိမ့်မယ်ဟွာပြောမှဆိုရင်တော့အောက်ကြီးတွေပဲပေးသွားတာပိုကီကပြောမှဆိုရင်တော့ကျွန်တော်တို့အပေါ်ကြီးသမားအကုန် white တယ်ပေါ့เนาะဂိုးဘော်ထိုးရင်ဂိုးဘော်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့နေပါတယ်เนาะကျွန်တော်ဒီနေ့စကိုင်းနေပေါ့เนาะတောက်ကြနေဒီမှာကျွန်တော်ရွေးချယ်မဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဒီ7နာရီပေါ့เนาะကံမဲ့ပါမီယန်နဲ့အေဟာလီပေါ့เนาะပြီးရင်ကျွန်တော်နောက်တစ်ပွဲကတော့ကျွန်တော်4နာရီခွဲပေါ့နော်မနေ့4နာရီခွဲမှာကန်မယ်စီတက်ဆောင်းနာနဲ့အေတီကိုပွဲစဉ်ပေါ့နော်ဒီပွဲစဉ်တစ်ပွဲကိုကျွန်တော်30ချက်လေးနဲ့တင်ဆက်ပေးသွားပါမယ်ပါမီယန်နဲ့အေအာလီပေါ့နော်အုပ်စုကျွန်တော်တို့ဒီအေးပေါ့နော်အုပ်စုအိမ်မှာဆိုတော့ကျွန်တော်ဒီတယောက်တက်မှတ်စီပေါ့နော်အင်နာမိုင်းမဲနဲ့တမတ်ပေါ်တိုလည်းတမတ်ဒရော်ရိတ်ကြတာနော်ပါမီယန်လည်းတမတ်အေအာလီလည်းတမတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီပါမီယန်ရဲ့လက်ရှိတဲစေးပေါ့နော်လက်ရှိကျွန်တော်စတီဂျေကတော့ကျွန်တော်1+40ခွန်းတာနဲ့ခုကျွန်တော်ကိုပေါင်းစီပေါ့နော်ကိုပေါင်းစီကတော့နှလုံးမိုင်းနဲ့80ကျွန်တော်ပြီးရင်ကျွန်တော်လက်ရှိကြေးပြောင်းပေါ့နော်ကြေးပြောင်းဆိုရင်ပါမီယက်ကဘော်ဒီစီပြင်းထန်လာတယ်တလုံးတည်တောင်ဖြစ်သွားတယ်နော်ပြီးကျွန်တော်ဒီကိုပေါင်းစီကတော့မပြောင်းဘူးဗျနှလုံးမိုင်းနဲ့80ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘော်ဒီစီတီးတာလေးတလုံးတည်ကပါမီယက်ကိုပြောရမယ်ဆိုရင်ကျွန်တော်2စီးလောက်အကွက်ကိုဘူကီနေနဲ့ချပေးမယ်လို့ထင်ရတယ်ဘာလို့ဆိုတော့ကျွန်တော်တလုံးတည်ကတော်တော်လေးပြင်းတယ်လို့ပြောလို့ရတယ်အေအာလီတင်းအောင်ပေါ့နော်ကျွန်တော်ပါမီယက်နော်ပါမီယက်ကကျွန်တော်ဒီပေါ်တိုပေါ့နော်ပေါ်တိုတကယ်ကိုကျွန်တော်တို့ကောင်းပုံပါတယ်ကွာပြောမှဆိုခန်းစစ်နဲ့တားပေးပြီးကစားပါမနော်ဇီးဆိုတဲ့ရလနဲ့တေးကြခဲ့ပါနော်ပေါ်တိုနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီ AR လေးကလည်းအင်နာမိုင်မီရဲ့တစ်ဖက်လာတဲ့အသင်းကိုတွေကိုတော်တော်လေးကောင်းကောင်းမွန်မွန်နဲ့တေးရှာလေးကစားသွားရလို့ပြောလို့ရတယ်ဗောနော်အဲဒါကြောင့် AI လေးကလည်းခန်းစစ်ကောင်းတယ်ဒီနေ့သိခန်းစစ်ကောင်းပြီးတော့ကျွန်တော်တို့ဂိုးပေါင်းစီပေါ့နော်ဂိုးပေါင်းစီနှလုံးမိုင်းနဲ့90လုံးဝမပြောင်းနှလုံးမိုင်းနဲ့80ဘော်ဒီစီတော့ပြင်းတယ်ပေါ့ဒါပေမဲ့ပြောမယ်ဆိုရင်ကျွန်တော်ပါမီရဲ့ဘက်ကကျွန်တော်ပေါ့နော်ဒီတလုံးတေးပေါ့တလုံးတေးကကျွန်တော်ပြောသလိုဘူကီက1C ဒါမှမဟုတ်ရင် 2C လောက်တော့သွားမယ်လို့ထင်တယ်။ဘာလို့ AR ဘက်ကိုကျွန်တော်ဂိုးမပေးထားဘူးလို့ပြောလို့ရတယ်။ဒါကြောင့်ကျွန်တော်ဂိုးပေါင်းစင်းမပြောင်းတဲ့ပုံမှာတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ပါမီယန်နဲ့ AR ပွဲကိုဂိုးအောက်ချက်တယ်ကျွန်တော်ခက်မတင် draw လောက်တော့သွားလိမ့်မယ်။အဲ့လောက်ကြီးဂိုးပြတ်တော့မကြည့်ရမယ်။ body ဈေးကတော့ကျွန်တော် body ကြိုက်တဲ့ညီကိုတွေပေါ့နော်။ body ကြိုက်တဲ့ညီကိုတွေကတော့ပါမီယန်တော့ပို့ပြီးတော့နေတင်တယ်။ဘာလို့ကျွန်တော်စိတ်ထင်ပါနော်။ဒီ 1C 2C လောက်ပဲခင်းထားတဲ့ပုံစံမျိုးပဲဒါကြောင့် AR ဘက်တော့ဂိုးမပေးလို့ခက်မတင်တော့ကျွန်တော်တို့တေးပေါ့နော်တေးတော့သွားနိုင်တဲ့အတွက်ကြောင့်ပါမီယန်နဲ့ AR ပွဲမှာဆိုရင်တော့ကျွန်တော်ကိုအောက်ကြိုက်တယ်ကိုပေါင်းစည်းမပြောင်းတဲ့အတွက်နှလုံးမိုင်းနဲ့80ရာကိုလောက်တော့သွားမယ်ထင်တယ်ပြီးနိုင်ရင်လည်းကျွန်တော်ပါမီယန်နိုင်ဝိုင်းလည်းကျွန်တော် 1C ပေါ့နော်အများဆုံးတေးသူ body ကြီးပေးကြည့်ရင်တော့ 2C အဲ့လိုပုံစံမျိုးနဲ့သွားရမယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီပေါ်ကြီးကြီးနည်းနည်းတော့တတိထားရမယ်ပြပါလို့ဆိုတော့ကျွန်တော်ပြောခုနပထမပြောခဲ့တယ်လို့အောက်ကြီးတွေရမ်းအောင်တယ်ပေါ့နော်ပြောမယ်အောက်ကြီးနေလူကတော်တော်လေးဟွာဖြစ်တယ်အပေါ်ကြီးနေလူကတော်တော်လေးထိတယ်ဗျကျွန်တော်တို့ဆိုရင်အပေါ်ကြီးသမားတော့ဖြစ်တယ်ဒါပေမဲ့ကြီးပေါ်ကြီးပြီးကျွန်တော်ကဒီအတင်းခြေစမ်းကြည့်ရဗျာကျွန်တော်ကြေးကိုကြည့်ရကြေးကြည့်ပြီးတော့မှကျွန်တော်ကဒီတင်းအောင်နိုင်မနိုင်နဲ့ကိုကျွန်တော်တို့က30ချက်တွေနဲ့ကျွန်တော်တို့တင်ဆက်တာအဲ့လိုမျိုးပေါ့နော်ဒါကြောင့်ဒီအပေါ်ကြီးသမားတွေကတော့ကျွန်တော်တော်တော်လေးတော့ထိပါလိမ့်မယ်ဒီရက်သက်ပတ်ကတော့အတင်းကြီးတွေအကုန်လုံးကြိတ်တာပါနော်ပြီးရင်ကျွန်တော်တို့နောက်တစ်ပွဲပေါ့နော်4နိုင်ခွဲပေါ့နော်4နိုင်ခွဲကံမဲ့စီတက်ဆောင်းနာနဲ့80ကိုပေါ့နော်ဒီပွဲစီမှာဆို80ကိုကလုံးဝ BH ကိုဂိုးပြရှုံထားတာဗျဒါပေမဲ့ကျွန်တော်မနခင်းတဲစီပေါ့နော်1မိုင်းနဲ့90ဘော်ဒီကြီးကမိုင်း1နဲ့90ပေးတာလေကိုပေါင်းစီ3လုံးပလက်50ခုညနေမှာဆိုရင်တော့ကျွန်တော်တို့ဒီဘော်ဒီဈေးတော့နည်းနည်းဆင်းသွားရဗျ90ကနေကျွန်တော်ပြား40ဆင်းသွားမိုင်းနဲ့1တလုံးရှုံးတလုံးမိုင်းနဲ့50ဆိုပြီးဆင်းသွားတယ်ဂိုးပေါင်းစီကတော့ကျွန်တော်တိတိတက်တာ80လောက်ထိတက်လာတယ်ပေါ့နော်3ပလက်80ဆိုရင်ကျွန်တော်ဂိုးပေါင်းစီ30လောက်တက်တယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဘော်ဒီကြီးရောဆင်းသွားတယ်မိုင်းနဲ့50ပေါ့နော်တလုံးသွင်း50ပဲရှုံမယ်နှလုံးသွင်းနိုင်ဒါတီကိုရဲ့ပြောမယ်ဆိုရင်အီတီကိုဘူကီချပေးတာတော့ကျွန်တော်2စီးပေါက်ပါနော်အီတီကိုကဘာလို့ဆိုတော့ကျွန်တော်ရမက်လိုနေတဲ့အလေးရောက်တော့ကျွန်တော်1စီးဒါမှမဟုတ်2စီးအဲ့လိုပုံစံမျိုးတော့သွားနိုင်တယ်စီတဲ့ဆောင်းသားနေနေကကျွန်တော်ပြောမှဆိုရင်တော့တီကိုနည်းနည်းလေးတော့ခံကစားဖို့တော့ခက်လိမ့်မယ်စီတဲ့ဆောင်းသားတင်ရတော့ကျွန်တော်ဗိုဒါဖိုကိုကိုကျွန်တော်ရှုံးထားအောင်ရှုံးထားတော့ရမက်တမတ်တော့မရဘူးเนาะဒါပေမဲ့ဒီနေ့ဖွင့်လှစ်စေးမှာဆိုရင်တီကိုကျွန်တော်1စီးကနေတော့စားတော့တွက်လို့ရရဗျတီကိုတကိုးတော့ဝင်လိမ့်မယ်ကျွန်တော်2စီးရောက်မရောက်ကတော့ကြည့်ရလိမ့်မယ်ဒီကိုလိုနေနဲ့ပြား90တော့ရင်းရလိမ့်မယ်တီကို body နေချင်းနဲ့ညီကွာအားတော့ပြား90ဒီနေ့မှတော့ကျွန်တော်ပေါ်ကြီးရင်တော့ဒီနေ့တော့ပေးလောက်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်သတိထားမှာ PSG နဲ့ Boda Foco ပွဲကကျွန်တော် PSG ကြီးပြော့ပါတယ်ဒီကိုပြက်နိုင်တာနဲ့ PSG ဖွင့်နေစီကကျွန်တော်နှလုံးပလက်30ကိုညနေကြီးပြောင်းမှဆိုရင် body စီကနှလုံးပလက်50ဆိုရင် PSG ပွဲတော့သတိထားပြီးလောက်မှာเนาะဒီပွဲကတော့ကျွန်တော် PSG
ပွဲတော့ကျွန်တော်ရှောင်းလိုက်တယ်ဒါကြောင့်စီတဲ့ဆောင်းနာနဲ့ Edico ပွဲမှာဆိုရင်တော့ကျွန်တော် Dico 2-0လောက်တော့ကြိုက်တယ်ဗျ။ဒါဆိုတကူလောက်တော့ဝင်လိမ့်မယ်။ Vodafone ကိုတော့ပြောရမယ်ဆိုရင်နိုင်ခဲ့တဲ့အတင်ကို Edico အနေနဲ့မနိုင်ဘူးဆိုရင်သူ့အနေနဲ့ရမဲ့လိုအပ်နေတဲ့အတွက်ကျွန်တော်တုံးသက်ချက်အမြင်ရဆိုရင်တော့ကျွန်တော် Dico 1-0မို့ရင်တော့ကျွန်တော်2-0လောက်တော့သွားလောက်တယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီတလုံး90ရှုံးတော့ရင်းရလိမ့်မယ်ညီကိုအနေနဲ့လောင်မဲ့ညီကိုအနေနဲ့ကတော့ပြား90တော့ရင်းရမယ် Edico အခက်မသိရင်တော့ကျွန်တော်2-0လောက်တော့သွားလိမ့်မယ်ဗျ။ဘာလို့ဆိုရမဲ့လိုတဲ့အတွက်ကျွန်တော် Edico body တော့ပိုကြိုက်တယ်ဗျ။အဲကြောင့်ဒီနေ့ညီကိုတို့တဲ့ကျွန်တော်နှစ်ပွဲရွေးပြပါနော်။အစောပွဲရတော့ကျွန်တော်ပါမီယန်နဲ့ AR လီပွဲမှာဆိုတော့ကျွန်တော်ဂိုးအောက်တော့ပိုကြိုက်တယ်ပြီးကျွန်တော်ဒီမနေ့ပေါ့နော်မနေ့4နိုင်ပွဲမှာကံမယ်စီတဲ့ဆောင်းနာနဲ့ Edico ပွဲစဉ်မှာဆိုရင်တော့ကျွန်တော် Edico body တော့ကြိုက်တယ်ဒါကြောင့်ညီကိုအနေနဲ့အပေါင်းပြနိုင်ပါလေလို့ကျွန်တော်ဒီနေ့ကပဲဆွတောင်းပေးလိုက်ပါဗျကျွန်တော်ရဲ့ဒီ Soccer YouTube channel လေးကို like and subscribe လေးနဲ့အားပေးပါဦးဗျ Telegram channel လေးမှာကျွန်တော် body တပွဲကောင်းနေကျွန်တော်ပြီးကျွန်တော်ရဲ့စိတ်ကြိုက်မောင်းကတ်ပေါ့နော်လေးသိန်းမောင်းကတ်လေးကျွန်တော်အမြဲတမ်းတင်ပေးပါတယ်အဲ comment box လေးမှာကျွန်တော်ရဲ့ Telegram channel လေးချပေးထားမယ် subscribe လေးလုပ်ပေးပါအောင်နော်ကျွန်တော် YouTube channel လေးလည်း subscribe လေးလုပ်ပေးပါအောင်နော်အားပေးတဲ့ညီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မနေ့ကမှပြန်ဆုံမဲ့ဗျ